အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ကတော့ကျမဒီစုံပြလောဟင်းလေးရယ်ငရုတ်တီထောင်းလေးနဲ့စားမှာပေါ့နော်မိုးလေးရယ်ခရမ်းဒီလေးရယ်ပေါ့ကျမဝယ်လာတာကတော့ပြီးလို့ရှိရင်တော့ဘလုံးဒီရယ်ပေါ့ပြီးရင်တော့ရုံးမီဒီလေးရောထည့်မှာပေါ့နော်ချဲချဲဥလေးစားချင်တာနဲ့ရုံးမီဒီလေးလည်းထည့်မှာပေါ့နော်အတီးကတော့တအားကြီးမစုံဘူးပေါ့နော်နောက်ပြီးလို့ရှိရင်တော့အရွက်ကလေးတွေရောပေါ့နော်ကျွန်မကတော့အရွက်ကလေးတွေကတော့စူပုတ်ရယ်ဘူးညွန့်ရယ်ပြီးလို့ရှိရင်တော့တမယားတွေကတော့ချွဲချွဲရယ်ခေါ်တယ်ကျွန်မတို့ကတော့ကမိတ်ညွန့်လို့ခေါ်တယ်ပေါ့နော်ကမိတ်ညွန့်လေးရယ်ပဲဒီလေးရယ်ကျွန်မကတော့ထည့်မှာပေါ့နော်တမယားကြီးကတော့ဘလို့ချက်စားတယ်လို့တော့မတီးဘူးပေါ့နော်ကျွန်မစားချင်တာလေးချက်စားပါတယ်ပြီးရင်တော့ကိုမိုးလေးတွေအရင်စတင်တာပေါ့နော်မိုးလေးတွေတင်ပြီးတွားလို့ရှိရင်တော့ကျွန်မကတော့ပဲဒီလေးစလီးပါတယ်ရှင်ပဲဒီလေးလီးပြီးတွားလို့ရှိရင်တော့ကျွန်မဘောလုံးဒီလေးလီးပါတယ်ဘောလုံးဒီလေးလီးရဘောလုံးလေးလီးပြီးလို့ရှိရင်တော့ကျွန်မနောက်ပြီးလို့ရှိရင်တော့ရုံးလီဒီလေးလီးထည့်ရတာပေါ့နော်တခါတည်းရုံးဒီလေးပြီးလို့ရှိရင်တော့ခရမ်းဒီလေးပေါ့ခရမ်းဒီလေးလည်းထည့်တယ်ပေါ့နော်ခရမ်းဒီလေးလီးပါတယ်ပြီးလို့ရှိရင်တော့ကျွန်မကမိတ်ညွတ်တင်တယ်ပေါ့နော်ကမိတ်ညွတ်လေးတင်ပါတယ်ကမိတ်ညွတ်လေးတင်ပြီးရင်တော့ကျွန်မကတော့ဘူးညွတ်လေးတင်တာပေါ့နော်ဘူးညွတ်လေးတင်ပါတယ်ရှင်ဘူးညွတ်လေးတင်တယ်ပြီးလို့ရှိရင်တော့ကျွန်မကတော့ပေါ့နော်စူပုတ်ညွတ်လေးတင်တာပေါ့နော်စူပုတ်ညွတ်လေးတင်ပါတယ်ရှင်စူပုတ်ကတော့လက်ကိုစူလို့ကျွန်မကတော့ကကြီးနဲ့ညှက်လိုက်ပါတယ်ရှင်ပြီးရင်တော့အကုန်လုံးပြီးပြီဆိုရင်တော့ကျမကတော့စတင်ဆေးကြောပါတော့မယ်ပေါ့နော်အသီးတွေတက်အရွက်တွေတက်ဆေးပါတယ်ရှင်အခုကလောလောဆယ်တော့အရင်ဆုံးကိုအသီးတွေကိုဆေးတယ်ပေါ့နော်အသီးတွေဆေးတယ်ပြီးလို့ရှိရင်တော့အရွက်ကလေးတွေပြန်ဆေးမယ်ပေါ့နော်အရွက်ကလေးနဲ့ဒီလေးနဲ့တက်စီခွဲဆေးတာပေါ့အရွက်တွေကြတော့တဲတွေပါမှာဆိုလို့တခြားလေး Q ဆိုင်ပြီးတော့ဆေးရတာပေါ့နော်အရွက်ကလေးတွေကိုတခြားကြက်နနရေလေးငါးဓာတ်ကလေးနဲ့ဆေးရတာပေါ့နော်ဆေးပြီးလို့ရှိရင်တော့စကားလေးနဲ့ဆက်ထားပါတယ်ရှင်ကျမအရွက်တွေဆေးလို့ပြီးသွားပြီဆိုလို့ရှိရင်ကျမကတော့မှိုးလေးကိုနောက်ဆုံးမှဆေးတာပေါ့နော်နောက်ဆုံးသူ့ကိုတိတက်လေးခွဲဆေးပါတယ်ရှင်မှိုးလေးကိုလည်းအခါဆေးပြီးသွားပြီပေါ့နော်အခါအကုန်လုံးအတီးတွေရောအရွက်တွေရောမှိုးတွေရောဆေးပြီးသွားပြီဆိုရင်တော့ကျမကတော့အိုးတွေကိုတစ်ခါတည်းထည့်တယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်တော့အကုန်လုံးအိုးတွေကိုအတီးတွေအရင်ချက်တာပေါ့နော်အရွက်တွေကတော့နောက်မှထည့်မှာပေါ့နော်အတီးတွေကိုအကုန်လုံးထည့်ပြီးလို့ရှိရင်ကျမကတော့အတီးတွေကိုအရင်ချက်ပါတယ်ပြီးရင်တော့ရတာစထည့်မယ်ပေါ့နော်အချုံမုံလေးနည်းနည်းထည့်တယ်ပြီးလို့ရှိရင်တော့စားလေးနည်းနည်းထည့်တယ်ပေါ့နော်ပြီးရင်တော့ကျမစနစ်မုတ်လေးနည်းနည်းအယောင်ကပြာနန်းဖြစ်မှာဆိုလို့စနစ်မုတ်လေးထည့်တယ်ပြီးရင်တော့စိမ့်စားငပိလေးထည့်တုံးထားတယ်ပေါ့နော်